ငါကလေးမွေးဖွားပြီးခါစားမှာပဲငါရဲ့သမီးဦးလေးကိုသူတစ်ပါးတွေနဲ့မမှားသွားရအောင်သမီးရဲ့နရွက်နောက်နားလေးမှာအနီရောင်ပါးနီလေးအမှတ်အသားလုပ်ပြီးမှတ်ထားခဲ့တာအဲ့ဒါကြောင့်ငါအိယာနိုးလာလို့သမီးလေးကိုတွားကြည့်တဲ့အချိန်သမီးရဲ့နရွက်နောက်မှာအဲ့ဒီပါးနီအမှတ်အသားမရှိတော့တာကိုမြင်လိုက်ရတဲ့ကငါသမီးလေးကိုဇက်လိုက်မကတခြားကလေးနဲ့လဲလှယ်ပစ်လိုက်ပြီဆိုတာငါချက်ချင်းအတက်တိလိုက်တဲ့ဒါကြောင့်ငါလည်းအချိန်ဆွဲမနေတော့ပဲငါရဲ့ယုံကြည်ရတဲ့အနီးကပ်အစီကံမလေးရှန်ချွေကိုချက်ချင်းအခန်းထဲခေါ်ပြီးအမြန်သွားဟင်းသီးဟင်းရွက်စီတွေသွားယူပြီးအိမ်ရဲ့အပြင်ဘက်ပတ်ပတ်လည်မှာအပြည့်လောင်းချပစ်လိုက်ပြီးရင်ဒီငွေတစ်တာတွေကိုလည်းကိုတောင်ထဲမှာအရင်သွားဝတ်ထားချေလို့တိုးတိုးတိတ်တိတ်နဲ့အမိန်ပေးလိုက်တဲ့ရှန်ချွေခမစိတ်ထဲမှာတန်တရားတွေအပြည့်ဖြစ်နေပေမဲ့လည်းငါမိန်အတိုင်းချက်ချင်းပဲအမြန်သွားလုပ်ပေးရှာတဲ့သူမကလက်သွက်ချေသွက်နဲ့စီအိုးကြီးကိုတည်လာပြီးအိမ်နေရန်ထောင်းတွေအတိုင်းတေချာလောင်းချခဲ့တဲ့စီတွေလောင်းလို့ပြီးသွားတဲ့နောက်တစ်စက္ကန့်မှာပဲငါရဲ့ဝိယုံလက်အင်ကြီးထဲကနေမီးချစ်ဆန်မီးဆက်ကူလိတ်ကိုထုတ်မီးညှိပြီးဘာမှတွန်းဆုတ်မနေပဲအဲ့ဒီစီကွက်တွေစီကိုလှမ်းပစ်ချလိုက်တဲ့ဖြစ်ဆိုတဲ့အတန်နဲ့အတူမီးတောက်တွေကချက်ချင်းပဲအရှိန်ဟုန်နဲ့ထိန်ထိန်ကြီးထထောက်လာတော့တာပေါ့ငါကအဲ့ဒီမီးရှံတွေအိမ်ခေါင်မိုးစီအထိရှားဖြန့်ပြီးဝါမျိုးနေတာကိုအေးဆက်ဆက်မျက်ဝန်းတွေနဲ့ကြည့်နေမိတယ်ပြီးမှရှန်ချွေဘက်လှည့်ပြီးဟိုအတုံးမကျတဲ့ကလေးကိုပါခေါ်ပြီးငါတို့သွားကြစို့လို့ပြောပြီးထွက်လာခဲ့တယ်တိုက်တိုက်ဆိုင်ဆိုင်ပါပဲဒီနေ့မှာဇလိုက်မကငါအိမ်တော်ဝင်းထဲကအစီကံတွေအားလုံးကိုအဝေးကိုမောင်းထုတ်ထားခဲ့တာဒါကပဲငါအတွက်အလုရှုပ်သက်သာပြီးအကြံအောင်ဖို့လမ်းခင်းပေးသလိုဖြစ်သွားခဲ့တာပေါ့ငါနဲ့အစီကံမလေးတို့တားမိနှစ်ယောက်ဟာမှောင်မိုက်နေတဲ့ညအမှောင်ထုကိုအကာအကွယ်ယူပြီးဇလိုက်မလော့ချင်ဟော်ရှိရာအိမ်တော်ဝင်းစီကိုခတ်တွတ်လေးဥတီထွက်ခွာခဲ့ကြတယ်ငါထင်ထားတဲ့အတိုင်းပါပဲငါအိမ်တော်ကနေထွက်ပေါ်လာတဲ့ကောင်းကင်ရံအထိထိန်ကြီးနေတဲ့မိကိုလုံးကြီးတွေနဲ့မိတောက်တွေကြောင့်အိမ်တော်တစ်ခုလုံးလန့်နိုးပြီးစူညံပွက်လောရိုက်သွားကြတယ်မကြခင်မှာပဲလော့ချင်ဟော်ရဲ့အခန်းတကားကိုတယောက်ယောက်ကဝုန်းကနေတွန်းဖွင့်လိုက်ပြီးသတင်းပို့လာတယ်လော့ချင်ဟော်ခမအပေါ်ဝိယုံတောင်တေချာမဝတ်နိုင်ပဲအတွင်းခံအင်ဂျီပါလေးနဲ့တုံတုံရင်ရင်ပြေးထွက်လာပြီးဘာဖြစ်တာလဲဟန်ရင်ရွှေရဲ့အိမ်တော်ကဘာလို့ရုတ်တရက်ကြီးမိထားတော့ရတာလဲလို့ထိတ်လန့်တကြားအော်မေးတော့တယ်သူ့နောက်ကကော်မမင်းအထင်းတော်ကြီးကလည်းရိမ့်ထိုးနေတဲ့လော့ချင်ဟော်ကိုတခင်မလေးအေးမိပါဦးမယ်ဆိုပြီးဝိယုံထူကြီးကိုအပြေးလွှားလာကြုံပေးရှာတယ်ဒါပေမဲ့လော့ချင်ဟော်ကဒါတွေကိုဂယုမဆိုင်နိုင်တော့ပဲခြေဆောင်ပြီးအားလုံးကဘာရက်ကြည့်နေကြတာလဲအမြန်သွားပြီးမင်းငင်းကြဆန်းပါလို့ဒေါသတကြီးအော်ဟစ်ငွေယူပါတော့တယ်အစီကံတွေအားလုံးလဲရေပုံးတွေရေကန်တွေတဲပြီးငါအိမ်တော်ရှိရာဘက်ကိုရောင်ချာချာနဲ့ပြေးသွားကြတာမြင်ကွင်းကတကယ်ကိုရုံရင်းဆန်ခတ်ပါပဲအဲ့ဒီအချိန်မှာလော့ချင်ဟော်ရဲ့မျက်လုံးကအခန်းတောင်မှာကလေးဆောင်ကြည့်ဖို့ကြံနေခဲ့တဲ့နိုထိန်သည်အထင်းတော်မှစီရောက်သွားတယ်သူကမျက်မှောင်ကုပ်ပြီးနင်ကဘာလို့ဒီမှာရုပ်တုလိုရက်နေသေးတာလဲသွားပြီးမကူညီဘူးလားလို့ငေါငန်းလိုက်တဲ့နိုထိန်ဒီကအခန်းထဲကိုစိုးရိမ်တကြီးလှမ်းကြည့်ရင်ဒါပေမဲ့တခင်လေးကလို့ပြောဖို့ပြင်တော့လော့ချင်ဟော်ကစကားဖြတ်ပြီးတခင်လေးကအခန်းထဲမှာတင်ရှိနေတာဘာဖြစ်မှာမို့လို့လဲမိငိမ့်ဖို့နောက်ကျလို့အလုတ်ပြက်ကွက်ရင်နင့်အရေးပြားကိုခွာပစ်မယ်လို့အချင်းချောက်လိုက်တာမို့နိုထိန်ဒီလဲကြောက်ကြောက်လန့်လန့်နဲ့ရေပုံးဆွဲပြီးအပြင်ကိုပြေးထွက်သွားရတော့တယ်လူရှင်းသွားပြီဆိုမှလော့ချင်ဟော်ကကောမမကိုကောမမငါ့ကိုဟိုဘက်မီးလောင်တဲ့နေရာကိုတွဲပြီးလိုက်ပို့ပေးပါဦးဟာလို့ပြောပြီးနှစ်ယောက်သားတုတ်တုတ်ပြပြနဲ့ထွက်သွားကြပြန်တယ်။မျက်စိတမိတ်အတွင်းမှာပဲကျယ်ဝန်းလာတဲ့လော့ချင်ဟော်ရဲ့အိမ်တော်ဝင်းကြီးတစ်ခုလုံးလူသူကင်းမဲ့ပြီးဟာလာဟင်းလင်းဖြစ်ကြံခဲ့တဲ့အိမ်ရှိကလာဝမီးအိမ်လေးတွေပဲညာလီငင်းထဲမှာတုံရီစွာလွင့်မျောနေကြတာပေါ့အခြေအနေကိုချောင်းကြည့်နေတဲ့ငါလဲရှန်ချွေကိုခေါ်ပြီးညအမှောင်ကိုအားကိုးကလော့ချင်ဟော်ရဲ့အခန်းထဲကိုတိတ်တဆိတ်ချင်းကပ်ဝင်ရောက်ခဲ့တဲ့လာရောင်အောက်မှာငါတို့နှစ်ယောက်ခြေလန်းကျဲကျဲနဲ့အခန်းထဲကိုဝင်လိုက်တဲ့အခါအခန်းရဲ့အလဲဘဟိုတဲ့တဲ့မှာတန်ဖိုးကြီးဗမှုလက်ရာတွေနဲ့ပြုတ်လုထားတဲ့ကလေးပုတ်ခတ်လေးတစ်ခုရှိနေတာကိုတွေးလိုက်ရတယ်။ငါရဲ့နှလုံးသားတစ်ခုလုံးရင်ဘတ်ထဲကနေထွက်မတက်တုံလုံးခြောက်ချားသွားခဲ့ရတယ်။ငါရဲ့တုံရီနေတဲ့လက်ချောင်းလေးတွေနဲ့ပကတ်ထဲမှာအိပ်ပျော်နေတဲ့ကလေးငယ်ရဲ့နရွက်လေးကိုညင်သာစွာဆွဲလန့်ပြီးစမ်းသက်ကြည့်လိုက်တဲ့အခါမမျှော်လင့်ပဲအဲ့ဒီကလေးရဲ့နရွက်နောက်မှာငါကိုယ်တိုင်မှတ်သားထားခဲ့တဲ့အနီရောင်ပါးနီမှတ်သားလေးကိုအထင်ရှားပြန်တွေးလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲငါသမီးအရင်လေးဟာဒီပကတ်ထဲမှာရှိနေပြီးဇက်လိုက်မကငါသမီးကိုခိုးယူထားတယ်ဆိုတဲ့အမှန်တရားကိုကွက်ကွက်ကွင်းကွင်းကြီးသိလိုက်ရပါတော့တယ်။ကျမရဲ့ကလေးလေးကိုမွေးဖွားပြီးချိန်မှာပဲတစ်ဖက်ကလော့ကတော်ကြီးလော့ချင်ဟောကလည်းကလေးမွေးခဲ့ပါတယ်။ကျမရဲ့အစီခံမလေးရှန်ချွေကကလေးကိုပွေ့ချီလာပြီးသခင်မလေးကြည့်ပါဦးနရွက်နောက်မှာနီမြန်းနဲ့အမှတ်လေးပါလာတယ်လို့ပြောခဲ့ဘူးတယ်။ဒါပေမဲ့အခုကျမပွေ့ချီထားတဲ့ကလေးရဲ့နရွက်နောက်ကိုစမ်းသက်ကြည့်လိုက်တဲ့အခါဘာမှသားမှမရှိပဲချောမှုနေတာကိုတွေးလိုက်ရလို့ကျမအလွန်တုန်လှုပ်သွားခဲ့ရပါတယ်။ရှန်ချွေကလည်းအတန်တွေတုန်ရီပြီးသခင်မလေးဒါကျမတို့သခင်မလေးမဟုတ်ဘူးလားလို့မေးလာတယ်။ကျမစိတ်ကိုအတက်နိုင်ဆုံးတည်ငြိမ်အောင်ထားပြီးကလေးကိုပတ်ထားတဲ့အနီးကိုဖွင့်ကြည့်လိုက်တဲ့အခါဖျောင်းတိုင်လင်းအောင်မှာပေါ်လာတာကမျက်ခုံးပိတ်မျက်လုံးဝိုင်းနဲ့ယောက်ျားလေးရင်သွေးတူဖြစ်နေပါတယ်။ရှန်ချွေလည်းလုံးဝထိတ်လန့်သွားပြီးဘလို့ဖြစ်လို့ယောက်ျားလေးဖြစ်နေရတာလဲ။ဒါဒီနေ့လော့ကတော်ကြီးမွေးတဲ့ကလေးလား။ဒါဆိုကျမတို့သခင်မလေးကိုဘသူကဘယ်နေရာကိုလဲလှယ်ပစ်လိုက်တာလဲလို့ငုံမဲမဲနဲ့អော်ပါတော့တယ်
ကျမရင်ထဲမှာဘာဟီရဖြစ်သွားပြီးယောက်ျားလေးကိုအနှီးနဲ့တေးသေးချာချာပြန်ပတ်ကပကတ်ထဲထည့်ထားလိုက်တယ်ပြီးတော့အခန်းထဲကဗီဒီယိုတွေကိုယူသွတ်မတက်လိုက်လံရှာဖွေပါတော့တယ်။လော့ဂျင်ဟော်ဟာကျမရဲ့ကလေးကိုတနေရာမှာတေချာပေါက်ဖျောက်ထားမှာပဲလို့ကျမယုံကြည်နေလို့ပါ။အဲ့ဒီအချိန်မှာပဲကြောင်လေးတစ်ကောင်ညှဉ်းညူနေတယ်လို့မျိုးတိုးညှင်းလွန်းတဲ့အတန်လေးတစ်ခုကိုကျမကြားလိုက်ရပါတယ်။ကျမလှုပ်ရှားမှုတွေကိုချက်ချင်းရက်ပြီးနားဆွင့်လိုက်တဲ့အခါရှန်ချွေကပါအနားတိုးလာပြီးသခင်မလေးဘာတန်ကြားလို့လဲလို့မေးတယ်။ကျမမျက်ဝန်းတွေဝင်းလက်သွားပြီးအတန်လာရာနောက်ကိုအခန်းပြင်အထိလိုက်သွားခဲ့မိတယ်။အဲ့ဒီအတန်ဟာအဆုံးမှာရှိတဲ့ဟောင်းငန်းဆုပ်ပြက်နေတဲ့ထင်းကိုတောင်စီကလာနေတာပါ။ကျမတကားကိုဝုန်းကနေတွန်းဖွင့်လိုက်တဲ့အခါလက်မင်းအလင်းရောင်အောက်မှာမျက်ခြောက်ပုံတွေပေါ်တင်ထားတဲ့ပကတ်ဆုပ်လေးတစ်လုံးကိုတွေ့လိုက်ရပြီးအထဲကနေတိုးညှင်းတဲ့အတန်လေးထွက်ပေါ်နေပါတယ်။ကျမရဲ့သမီးလေးကိုဒီလိုနေရာမျိုးမှာပြစ်ထားခဲ့ကြတာပါပဲ။ကျမအပြေးလွှားသွားပြီးကလေးကိုတုံတုံရီရီနဲ့ပွေ့ချီလိုက်တယ်ပြီးတော့နရွက်လေးကိုဖယ်ကြည့်လိုက်တဲ့အခါကျမတိကျွမ်းနေတဲ့ညီမြန်းနဲ့အမှတ်သားလေးကိုအထင်ရှားတွေ့လိုက်ရပါပြီ။ရှန်ချွေကလည်းဝမ်းသာအားရနဲ့သခင်မလေးဒါသခင်မလေးအစ်စ်ပဲလို့ငိုပြီးပြောရှာတယ်။ကျမရှန်ချွေကိုမျက်ရည်ပြလိုက်တော့သူမကအခြေအနေကိုသဘောပေါက်ပြီးကျမတို့ယူဆောင်လာတဲ့လော့ဂျင်ဟော်ရဲ့ယောက်ျားလေးနဲ့ကျမသမီးလေးရဲ့အနှီးတွေအဝတ်စားတွေကိုအမြန်ဆုံးလဲလှယ်ပေးလိုက်ပါတယ်။အကုန်လုံးပြီးစီးသွားတော့မှကျမသမီးလေးရဲ့နဖူးကိုနမ်းရှိုက်ပြီးမျက်ရည်ကျမိပါတော့တယ်စမ်းကြယ်တာကစောစောကငိုယိုကြည်ကြနေတဲ့သမီးလေးဟာကျမရင်ခွင်ထဲရောက်တာနဲ့အေးချမ်းစွာအိပ်ပျော်သွားခဲ့တာပါပဲသူမဟာမိခင်အရင်ရဲ့ရင်ခွင်ကိုတိနေတဲ့အတိုင်းပါပဲရှန်ချွေကတော့ဒီလိုလေးတိုက်ရင်ပွင့်ထွက်မတက်ဆုပ်ပြက်နေတဲ့ထင်းကိုတောင်ကိုကြည့်ပြီးသူတို့ဘလို့တောင်ရက်ဆက်ရတာလဲဒီလောက်ချမ်းအေးတဲ့ညင်းတဲ့တကောင်မှာကလေးကိုမျက်ခြောက်ပုံနဲ့ပစ်ထားရက်တယ်သခင်မလေးသာအချိန်မီမတွေ့ရင်သမီးလေးတော့ဆိုပြီးဒေါသတကြီးနဲ့ငိုရှာတယ်ကျမရှန်ချွေရဲ့ပခုံးကိုပုတ်ပြီးအခုကငိုနေရမယ့်အချိန်မဟုတ်ဘူးသူတို့ပြန်မလာခင်အခုချက်ချင်းထွက်သွားရမယ်လို့အတန်နှိမ့်ပြီးသတိပေးလိုက်တဲ့ရှန်ချွေလည်းသတိဝင်လာပြီးလော့ဂျင်ဟော်ရဲ့ယောက်ျားလေးကိုခင်းကိုတောင်ကပကတ်ဆုပ်ထဲတေးသေးချာချာပြန်သိမ်းဆင်းသက်ပေးခဲ့ပါတယ်ပြီးတာနဲ့ကျမတို့သခင်နဲ့အစီကံနှစ်ယောက်ဟာမှောင်မိုက်တဲ့ညအမှောင်ကိုအကာအကွယ်ယူပြီးဒီလူသားစားတဲ့အိမ်တော်ကြီးတဲကနေချက်ချင်းပဲအစာအနာဖြောက်ထွက်ခွာလာခဲ့ကြပါတော့တယ်ကျမတို့ထွက်လာပြီးမကြခင်မှာပဲကျမတို့နေထိုင်ခဲ့တဲ့အဆောင်တစ်ခုလုံးမီးဟုံဟုံတောက်လောင်ပါတော့တယ်အစီကံတွေအကုန်လုံးရေပုံးတွေနဲ့ဝိုင်းငိမ့်တက်နေကြပြီးအိမ်တော်တစ်ခုလုံးရှုပ်ရှက်ခတ်နေခဲ့တာပါဟူကတော်ကြီးကတော့မီးလောင်ပြင်ကိုကြည့်ပြီးမျက်နှာပြက်နေချိန်မှာလော့ဂျင်ဟော်ကအပြေးလွှားရောက်လာခဲ့တယ်ဟူကတော်ကြီးကချင်းဟောမင်းကမီးဖွားခါစားပဲရှိသေးတာဘာလို့အပြင်ထွက်လာတာလဲအထဲပြန်သားပါလို့တားပေမဲ့လော့ဂျင်ဟော်ကတော့ညီမလေးရဲ့အဆောင်မီးလောင်နေတယ်ဆိုလို့စိတ်မချနိုင်လို့ပါလို့မျက်ရည်တွေနဲ့ပြောနေရှာတယ်ဒါပေမဲ့သူမရဲ့မျက်လုံးတွေကမီးလောင်ပြင်စီကိုပဲပြပြတလဲကြည့်နေပြီးလက်ချောင်းတွေကိုတင်းတင်းဆုပ်ထားတာကိုတော့ကျမကောင်းကောင်းရိပ်မိပါတယ်သူမရဲ့ကလေးရင်းကအထဲမှာရှိနေတယ်လို့ထင်နေတာကိုသူမကအတန်တွေတုံရီပြီးညီမလေးကောကလေးကောဘေးကင်းရဲ့လားလို့မေးတဲ့အခါအနားကအစေခံလီမာမာကမီးဆက်လောင်ကလေးကအထဲမှာဘယ်သူမှမရှိတော့ပါဘူးဒုတိယကတော်နဲ့တခင်မလေးတို့ဘေးကင်းကင်းနဲ့လွတ်မြောက်သွားပုံရပါတယ်လို့သတင်းပို့လိုက်တဲ့အခါမှာတော့လော့ဂျင်ဟော်တယောက်ဘလို့မျက်နှာပြတ်သွားမလဲဆိုတာကျမတွေးကြည့်ုံနဲ့တင်ကျေနပ်မိပါတော့တယ်မီးလောင်ပြင်ကနေကျမသမီးလေးကိုပိုက်ပြီးထွက်လာခဲ့တယ်မီးခိုးတွေအရမ်းများလွန်းလို့ကလေးအသက်ရှူချက်မှာဆိုလို့အကိုဖြစ်သူရန်ဝင်ရဲ့ဝင်းထဲမှာခဏသွားခိုလုံနေခဲ့တာကျမမျက်နှာကဖြူဖြော့နေပြီးအစေခံမလေးရှန်ချွေကလည်းဘေးကနေလျှက်စစ်မီးအိမ်လေးကိုကင်ပြီးစိုးရိမ်တကြီးလိုက်လာခဲ့တယ်အဲ့ဒီအချိန်မှာရောက်ခမဖြစ်သူဟူရှိကကျမကိုတွေ့ချင်းမနာလိုတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးနင်ဝင်းကကောင်းကောင်းမွန်မွန်ရှာအင်းနေတာဘာလို့မီးလောင်ရတာလဲနင့်လူတွေအလုံးလုံးတာပေါ်ဆော့လို့မီးပွားကြပြီးလောင်တာမဟုတ်လားလို့ရန်ရှာတော့တာပဲကျမလည်းရင်နာနာနဲ့ပဲကျမလည်းမသိပါဘူးအမေရဲ့ကလေးမွေးပြီးချင်းမှာပဲဝင်းထဲကအစေခံတွေအကုန်လုံးတခြားနေရာမှာလူလိုလို့ဆိုပြီးခေါ်သွားကြတယ်အခန်းထဲမှာရှန်ချွေတယောက်ပဲရှိတော့တာသူလည်းကျမဘေးကနေခွာပြီးဝင်းထဲလှည့်မကြည့်နိုင်တဲ့အချိန်မှာမီးလောင်သွားတာပဲဖြစ်လိမ့်မယ်လို့ပြန်ပြောလိုက်တယ်အမှန်တော့အဲ့ဒါဟုရှိကိုယ်တိုင်လူတွေကိုတမင်ခေါ်ထုတ်သွားလို့မီးလောင်ရတာဆိုတာကိုတိတိတသားကြီးပြန်ပြောလိုက်တာပါတာကိုကြားတော့ဟူရှိကမျက်နှာပြတ်သွားပြီးနင်ကဒုတိယမြောက်ကလေးမွေးတာပဲအတွေ့အကြုံရှိနေပြီပဲဥစ္စာပါလို့လူအများကြီးလို့မှလဲလို့စင်ကြေပေးတယ်အဲ့ဒီအချိန်မှာအမကြီးလော့ချင်းဟဲကကြားရဲကနေဟန်ဆောင်ပြုံးနဲ့ဝင်းဖြန့်ဖြေပေးရင်မကြသေးခင်ကရာသီဥတုက6တွေ့တော့မိဘွားလေးတွေကနေလောင်တက်တာပဲညီမလေးနဲ့ကလေးဘာမှမဖြစ်ရင်ပြီးတာပါပဲကျန်တာတွေကအသေးအဖွဲပါရောက်ခမကလည်းအိမ်အောင်ဦးစီးဆိုတော့မလွယ်လှပါဘူးညီမလေးအနေနဲ့တိတ်ပြီးစိတ်ထဲမထားပါနဲ့လို့ပြောလာတယ်သူကဖြန့်ဖြေပေးတယ်လို့နဲ့ကျမကိုပဲအလျှော့မပေးအစွဲအလန်းကြီးတဲ့သူဖြစ်အောင်တွေးထိုးပေးနေတာသူစကားကြောင့်ဟူရှိကကျမကိုပို့ပြီးမုန်းတီးသွားပြီးတကယ်ပဲအဆင်မရှိတဲ့အရာနင့်အမကြီးကိုကြည်စမ်းသူလဲဒီနေ့ပဲကလေးမွေးတာနင့်လိုကက်ဆေးမနေဘူးလို့ဆဲဆိုပါတော့တယ်ကျမလည်းရေချင်းစိတ်ကိုအောင်ပြီးအမေပြောတာမှန်ပါတယ်ဒါတွေကအမေအိမ်အောင်ထိမ့်သိမ့်မှုကောင်းလို့လူမှန်နေရမှန်သုံးတက်လို့အိမ်တော်အတွက်ငွေချွေတာပေးနိုင်လို့ပါပဲကျမကတော့မမိပါဘူးလို့လှော်ပြလိုက်တယ်ပြီးတော့လောင်ကျွမ်းနေတဲ့အိမ်မက်ကြီးကိုကြည့်ပြီးနှမျောစရာပဲ
အိမ်မကြီးကိုပြန်ပြင်ဖို့ဆိုရင်ငွေရင်းကားထောင်ချီပြီးထက်ကုန်ဦးမှာလို့ပြောလိုက်တော့ဟူရှိမျက်နှာချက်ချင်းထက်ပြက်သွားပြန်ရောတာပေမဲ့ကျမစကားကအမှားရစရာမရှိတော့သူဘာမှပြန်မပြောနိုင်ဘူးမိငိမ့်သွားတော့ဟူရှိကနင်တို့နှစ်ယောက်လုံးကလေးမွေးခါစားဆိုတော့ဒီမှာရက်မနေနဲ့တော့သွားနာကြတော့လို့ပြောပြီးကျမကိုကြည့်ကားပြီးတော့နင့်အိမ်ကိုတော့နင့်ဘာသာနင်လူရှာပြီးပြန်ပြင်လိုက်ဦးအိမ်ကငွေကိုတုံးဖို့မစင်စားနဲ့လို့ပြောပြီးထွက်သွားတယ်အမှန်တော့ကျမရဲ့မင်္ဂလာတင်တောင်းခတွေကိုသုံးပြီးအိမ်ပြင်ခိုင်းတာပါအမကြီးလော့ချင်းဟဲကကျမပိုက်ထားတဲ့သမီးလေးကိုကြည့်ပြီး